မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ရောက်နေတာကတော့မင်းဆောင်မှာရှိတယ်ပေါ့နော်မြန်မာလူမျိုးတွေဖွင့်ထားတဲ့ Memorial မင်းဆောင်ဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော် Amplat လည်းရှိတယ်ပေါ့နော်ပြီးတော့မြန်မာတွေရင်ကြိုက်တဲ့မြန်မာစားတော့ဆိုင်တွေအများကြီးရှိပါတယ်ကျွန်တော်လည်းတူလိုက်ကြည့်လိုက်အောင်ဗျာစချင်းကတော့ဒါကဆရာရောင်ကြီးရဲ့ပကြီးတွေပေါ့နော်ဒီရှိမှာကျွန်တော်ရဲ့ပုံတူကတော့ဆက်လို့ရတယ်ဒီနေ့ကတော့ကျွန်တော်တို့တိုက်ဆိုင်ပဲဗျဒီနေ့ကဒီ Memorial မဲဆောက်ရဲ့တစ်နှစ်ပြည့်ပေါ့နော်တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဆိုပြီးတော့ကြောက်လိုက်ခဲ့တယ်ဗျအဲကြောင့်မလို့ဒီမှာတော်များက discount တွေရှိနေပါတယ်ကျွန်တော်ကတော့မသိဘဲနဲ့ရောက်လာခဲ့တာပါစားစရာတွေကတော့ဆိုင်နေအများကြီးရှိတယ်ခင်ဗျာကျွန်တော်တို့မြန်မာကြိုက်တယ်ပေါ့နော်စားစရာတွေတပုံမျိုးရှိစရာကျွန်တော်အရင်များလို့ပေါ့နော်ကျွန်တော်တော့အများကြီးမစားခဲ့ပါဘူးကျွန်တော်ဖိုင်လေးနည်းနည်းတင်းနေရတယ်ကျွန်တော်ချွေလေးနည်းနည်းပဲတောက်ခဲ့ရပါပြီးတော့စားဒီဆိုင်နည်းနည်းလေးပဲနည်းပါလေးပဲစားခဲ့ပါတယ်တော်တော်များတယ်ဗျလူတွေရတယ်အများကြီးပဲစားစရာတွေလည်းအများကြီးပဲကျွန်တော်တို့ပေါ့နော်မဲဆောက်ရောက်ရင်တော့တစ်ခါလောက်လာတင်နေဗျာဒီမှာကညီမအငွေတက်တွေရှိဘူးလက်ဆောင်ပစ္စည်းတွေဝယ်ရရတယ်ဗျာဒါတော့ Odin ကျင်းမလို့တော့ကျွန်တော်ဒီ coin ထပ်တာပေးတော့ကောင်းနေဗျတော့ဒီမှာတနေ့ပြည့်တဲ့ time mandatory happy birthday ဆောင်းဆိုကြပါရခင်ဗျာ Okay အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဆောင်းတိချစ်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျမိဆောက်ရောက်ရင်တစ်ခါလောက်လိုက်ခဲ့ဖို့တွေ့တော့ကိုဖိတ်ခေါ်ပါရခင်ဗျာအားလုံးပဲတတာ